ဒီဇက်လန်ကကောင်လေးတယောက်နဲ့ကောင်မလေးတယောက်တို့တွေ့ဆုံကြတဲ့ဇက်လန်ဖြစ်ပါတယ်။ကောင်လေးနာမည်ကတော့ Tom Hansen ဖြစ်ပြီးသူကဘဝမှာဖူးစာရှင်နဲ့မတွေ့မချင်းစစ်မှန်တဲ့ပျော်ရွှင်မှုကိုရမှာမဟုတ်ဘူးလို့ယုံကြည်နေသူဖြစ်ပါတယ်။ငယ်ငယ်က pop သချင်းတွေနားထောင်လွန်းတာကြောင့်ရဲ့ The Graduate ဆိုတဲ့ရုပ်ရှင်ကိုကြည့်ပြီးအတိတ်ပဲကောက်လွဲနေတာရဲ့အကြောင်းဒီလိုမျိုးယုံကြည်နေခဲ့တာဖြစ်ပါတယ်။ကောင်မလေးဖြစ်တဲ့ဆမ်မာကတော့ငယ်ငယ်တည်းကမိဘတွေကွဲသွားတာကိုကြုံခဲ့ရလို့ဖူးစာရှင်တို့အချစ်တို့လိုယူဆတွေကိုလုံးဝမယုံကြည်သူဖြစ်ပါတယ်။ဆမ်မာအကြိုက်ဆုံးအရာနှစ်ခုကသူ့ရဲ့အနက်ရောင်စပင်နဲ့အဲ့ဒီစပင်ကိုညှက်ပြရတာဖြစ်ပါတယ်။ထောမဆမ်မာကိုစားတွေ့တော့ကသူ့တပွားလုံးရှာနေတဲ့ဖူးစာရှင်ဆိုတာကိုသိလိုက်ပါတယ်။ဒါကကောင်လေးတယောက်နဲ့ကောင်မလေးတယောက်ရဲ့ဇလန်ဆိုပေမဲ့အချစ်ဇလန်တပုံမဟုတ်တာကိုတော့ကြိုပြီးအသိပေးခြင်းပါတယ်။ထုံကဆမ်မာနဲ့တွေ့ပြီးနောက်ရက်290မြောက်မှာအသေးစာကွဲနေပြီဖြစ်ပါတယ်။သူ့အသေးကွဲတာကိုတငယ်ချင်းတစ်ယောက်ကဘာမှမလုပ်ပေးနိုင်တာကြောင့်အထက်တန်းကျောင်းသူလေးရေချယ်ကိုညအချိန်မတော်လှမ်းခေါ်လိုက်ရပါတယ်။ထုံရဲ့ညီမဖြစ်တဲ့ရေချယ်ကပကံနေခွဲနေတဲ့ထုံကိုဖြစ်ချောင်းကုန်စီပြောခိုင်းပါတယ်။ထုံနဲ့ဆမ်မာကအတူသွားအတူစားနဲ့အရန်တွေပြောခဲ့ကြပါတယ်။ဒါပေမဲ့ရုတ်တရက်ကြီးဆမ်မာကသူတို့ထပ်မတွေ့သင့်တော့ဘူးလို့ပြောလာပါတယ်။ဒီလိုကြီးရှောက်သွားရှောက်စားနဲ့ပျော်ပါနေတာကအတိတ်ပဲမရှိဘူးလို့ပြောပါတယ်။ဆမ်မာကထုံကို friend ဆုံနဲ့ဇွတ်ထည့်ခြင်းနေလို့ထုံတယောက်အသေးကွဲနေတာဖြစ်ပါတယ်။တငယ်ချင်းနေနဲ့ရေချယ်ကအရင်ကလည်းအသေးကွဲဘူးတာပဲမို့ဒီလိုတွေကဖြစ်တတ်ကြောင်းပင်လယ်ထဲမှာငါးတွေအများကြီးရှိကြောင်းပြောပြီးနှစ်သိမ့်ပါတယ်။ဒါပေမဲ့ထုံရဲ့အချစ်ပင်လယ်ထဲမှာတော့ဆမ်မာဆိုတဲ့ angel fish လေးတစ်ကောင်ပဲရှိပါတယ်။ထုံနဲ့ဆမ်မာတို့ကအလုံးမှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။ဆမ်မာကတတိယလက်ထောက်ဖြစ်အလုပ်ဝင်လာချိန်မှာထုံကတော့လုတ်သက်3-4နှစ်ရှိနေတဲ့ဝန်ထမ်းဟောင်းဖြစ်ပါတယ်။သူတို့ကုမ္ပဏီကလက်ဆောင်ပေးရင်သုံးတဲ့အမှတ်တရ post ကတ်လေးတွေထုတ်တာဖြစ်ပြီးထုံကအဲ့ဒီကတ်တွေမှာကြပြားဆန်းဆန်းစာလေးတွေရေးပေးရတဲ့အလုပ်ကိုလုပ်ပါတယ်။ထုံကဆမ်မာကိုမြင်မြင်ချင်းကြိုက်သွားခဲ့ပါတယ်။ဆမ်မာကလည်းယောက်ျားတိုင်းသဘောကျလောက်စရာမိန်းမလာလေးတယောက်ဖြစ်ပါတယ်။ဆမ်မာကိုတွေ့ပြီး3ရက်မြောက်နေ့မှာပဲထုံကဆမ်မာကိုတိတိတသာစိတ်ဝင်စားလာပေမဲ့ကြားရတဲ့သတင်းတွေကတော့ဆမ်မာကချေမိုးနေတဲ့မာနာမင်းသမီးဖြစ်ပါတယ်။ဒါပေမဲ့4ရက်မြောက်နေ့မှာတော့အလုပ်လာတဲ့တက်လေကားတဲ့ဆမ်မာနဲ့တဲ့တူပါတယ်။ထုံနားထောင်နေတဲ့တခြင်းကိုကြတော့ဆမ်မာကသူ့လဲအဲ့ဒီတခြင်းကိုကြိုက်ကြောင်းပြောပါတယ်။ထုံကိုလည်းတခြင်းကောင်းလေးတွေကြိုက်တတ်တာပဲလို့ချီကျူးသွားတာကြောင့်ထုံကဆမ်မာဟာလူပြောများနေသလိုချေချေမိုးမိုးမဟုတ်လို့ဝမ်းသာသွားပါတယ်။အဲ့လိုနဲ့10ရက်မြောက်နေ့မှာတော့ရုံးတွင်းပါတီမှာအခွင့်အရေးရလို့ဝေတာလုပ်ရင်စကားတော့ပြောကြည့်ပါတယ်။စကားဆက်မိလို့ထုံကသူတကယ်လုပ်ချင်တာဘီတုကပညာရှင်ဖြစ်ကြောင်းပြောပြပါတယ်။ဆမ်မာကပြင်းလို့ဒီမှာအလုပ်လာလုပ်တာလို့ပြောတော့ထူးခြားနေတဲ့ဆမ်မာကိုထုံကပို့ပြီးစိတ်ဝင်စားလာပါတယ်။10ရက်မြောက်နေ့မှာတော့အကျင့်တူအကြိုက်တူတဲ့ထုံနဲ့ဆမ်မာတို့ကစိုးပြေနေပြီဖြစ်ပါတယ်။ထုံကပီတီတွေဖြာနေပေမဲ့နှလုံးသားအတိုင်ပင်ခံရေချယ်ကတော့မိန်းကလေးတယောက်ကကိုနဲ့အကြိုက်တူတိုင်းကိုဖူးစာရှင်လို့ထင်မနေဖို့သတိပေးပါတယ်။22ရက်မြောက်နေ့မှာထုံကသူနဲ့ဆမ်မာတို့ဇလန်ပြီးသွားပြီလို့တငယ်ချင်း2ယောက်ကိုပြောပါတယ်။ဘာဇလန်မှမဖြစ်ဘူးပဲသူတို့ဇလန်ပြီးသွားပြီလို့ပြောနေတာကြောင့်တငယ်ချင်းတွေကတော့ထုံကိုအဖက်တောင်မလုပ်ဖဲနေလိုက်ပါတယ်။ထုံဒီလိုပြောရတဲ့အကြောင်းကတော့ဆမ်မာနဲ့ဓာတ်လေကားထဲမှာတွေ့တော့ကပိတ်ရက်မှာပြောရလားလို့မေးတဲ့အခါမှာဆမ်မာကပြုံးစီးစီးနဲ့ကောင်းပါတယ်လို့ပြန်ဖြေတာကြောင့်ဒီပိတ်ရက်ညကိုဆမ်မာတော့တရားရောက်နဲ့အတူဖြတ်တန်းခဲ့ပြီလို့ထုံကအပိုင်ကောက်ချက်ချလိုက်ပါတယ်။အလုတ်စင်းတော့လဲသူ့ကိုမနှုတ်ဆက်ပဲပြန်သွားတာနဲ့ပဲသူတို့ဇလန်ဆုံးပြီလို့ပြောတာဖြစ်ပါတယ်။ကြိုက်တောင်မကြိုက်ရသေးပဲတစ်ဖက်သက်ဇလန်ပြီးနေတဲ့ညံကြီးရှင်ထုံကိုတငယ်ချင်းတွေလည်းစိတ်ပြက်ပြက်နဲ့ကြိုက်နေတာကိုဖွင့်ပြောလိုက်ဖို့အကြံပေးပါတယ်။29ရက်မြောက်နေ့မှာတော့ထုံတို့တရုံလုံးကာရာအိုကေသွားဆိုကြမှာဖြစ်ပြီးဆမ်မာလဲပါတာကြောင့်ထုံလဲလိုက်သွားပါတယ်။ရုံးကလူတွေနဲ့တောက်ဆိုင်ရင်ထုံမြက်တငယ်ချင်းကထုံကိုလမ်းဖောက်ဖို့ဆမ်မာကိုရီးစားရှိလာလို့မေးပါတယ်။ဆမ်မာကတစုံတယောက်ရဲ့ရီးစားတစုံတယောက်ရဲ့သက်ဆိုင်သူဖြစ်နေရတာကိုမကြိုက်ဘူးလို့ပြန်ဖြေပါတယ်။တယောက်တည်းလွတ်လွတ်လပ်လပ်အမိခိုကင်းကင်းပဲနေခြင်းနဲ့ဆမ်မာကအချစ်ကိုလုံးဝအယုံကြည်မရှိတာဖြစ်ပါတယ်။စန့်ကျင်ဘက်ခံယူချက်အနေနဲ့ထုံကတော့အချစ်ကိုခံစားမိရင်နားလည်လာလိမ့်မယ်လို့ဆမ်မာကိုပြန်ပြောပါတယ်။အိမ်ပြန်တဲ့အချိန်မှာထုံမြက်တငယ်ချင်းကမူးမှုနဲ့ဆမ်မာကိုထုံကကြိုက်နေကြောင်းပြောပြီးအလျှောက်ပို့သွားပါတယ်။အဲ့လိုနဲ့31ရက်မြောက်နေ့မှာတော့ဆမ်မာကထုံကိုမိထုကူဇာနာမှာဘာမပြောညာမပြောနှမ်းသွားပါတယ်။ထုံကလည်းဒါဟာဆမ်မာဘကအချက်ပြတာလို့ယူဆလိုက်ပါတယ်။အဲ့ချိန်ကစလို့ထုံနဲ့ဆမ်မာတို့ကအတူသွားအတူစားနဲ့နင်းနင်းညညအတူဖြတ်တန်းကြပါတယ်။95ရက်မြောက်နေ့မှာထုံကဆမ်မာကိုသူ့အကြိုက်ဆုံးနေရာလေးကိုခေါ်သွားပါတယ်။တိုက်တည်ရဲ့အလှအပကိုကြည့်ရင်ဒီနေရာကနေကြည့်ရတဲ့ရှုခင်းကအရှမ်းကောင်းကြောင်းပြောနေပါတယ်။သူကဘီတုကပညာရှင်ဖြစ်လာရင်ဒီနေရာမှာဘာတွေထပ်ဖြစ်မလဲလို့ဆမ်မာကမေးတော့ထုံကဆမ်မာလက်ပေါ်မှာသူ့စိတ်ကူးတဲ့ကပုံကိုဆွဲပြပါတယ်။109ရက်မြောက်နေ့မှာဆမ်မာကပထမဆုံးအကြိမ်အဖြစ်သူ့အိမ်ကိုခေါ်သွားပါတယ်။ဆမ်မာကဘသူ့ကိုမှမပြောခဲ့ဘူးတဲ့သူ့အကြောင်းတွေကိုပြောပြတာကြောင့်ထုံကသူဟာဆမ်မာအတွက်တခြားသူတွေထက်ထူးခြားတယ်လို့ခန်းစားလိုက်ရပါတယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအဆုံးစွန်ထိအဆင်ပြေနေပေမဲ့တွဲနေပါတယ်လို့ခေါင်းစဉ်မတက်ရသေးတာကိုတော့ထုံကဘဝင်မကျဖြစ်နေပါတယ်။ချစ်တယ်လို့ဖွင့်ပြောခြင်းပေမဲ့ဖွင့်ပြောလိုက်ရင်လည်းသူတို့ဆက်ဆံရေးကိုဖျက်ဆီးလိုက်တယ်လို့ဖြစ်မှာကြောက်နေပါတယ်။အဲဒါကြောင့်118ရက်မြောက်နေ့မှာအချစ်တိုင်ပင်ခံရေချယ်စီကိုတွားရပြန်ပါတယ်။
Tom ကသူ့ဖွင့်ပြောလိုက်လို့ပြန်ကြားရမှာကမျောလင့်ထားတဲ့အဖြစ်မဟုတ်မှာကိုကြောက်နေတာဖြစ်လို့ Rachel က Tom ဖွင့်ပြောရဲသွားအောင်သူ့တွဲဘူးတဲ့ဘဲတယောက်စီနဲ့ဥပမာပေးပြီးတက်ဆင်ချင်းအကြံပေးပါတယ် Tom လည်းမိုတီရသွားပြီးသူတို့ကဘာတွေလဲလို့ဆမ်မာကိုထည့်မိလိုက်ပါတယ်ဆမ်မာကတော့သူတို့ဆက်ဆံရေးကိုဘာနာမည်မှတက်เสียမလို့ပဲသူက Tom နဲ့ရှိနေရင်ပြောသလို Tom ကလည်းသူနဲ့ရှိနေရင်ပြောလို့ကြံတာဘာမှမလိုဘူးလို့ပြန်ဖြေပါတယ် Tom လည်းသူ့နားမှာပြောနေတဲ့ဆမ်မာကိုကြည့်ရင်ပဲဘာမှသူတို့ရဲ့ဆက်ဆံရေးကိုကျဉ်းနှံ့မိသလိုခံစားလိုက်ရပါတယ်စတွေ့တဲ့နေ့တုန်းကအထက်ပို့ပို့ရင်းနှီးလာပြီး154ရက်မြောက်နေ့မှာတော့ Tom ဆမ်မာကိုတိတိကျကျချစ်မိသွားပါတယ်ဆမ်မာရဲ့သွားတွေပေါ်နေတဲ့အပြုံသူ့ရဲ့ဆန်တွေသူ့ရဲ့ခြေထောက်တွေနဲ့လေဘင်းကမွေးရပါအသေးပုံအမှတ်အထိကိုလှိုက်လိုက်လဲချစ်ပါတယ်တခါတလေမှစကားမပြောခင်နှက်ခမ်းကိုတတ်တာရဲနေတာနဲ့သူ့အိတ်နေတာလေးတွေအထိအရာရာကိုသဘောကျပါတယ်အကြိုက်တူတဲ့တချင်နာထောင်တိုင်းဆမ်မာကိုသတိရပြီးသူနဲ့ပတ်သက်လို့ဖြစ်လာတဲ့ခံစားချက်လေးတွေကိုလည်းနှစ်သက်ပါတယ်သူနဲ့သာဆိုရင်ဘာမဆိုလုပ်နိုင်ပြီးဘဝကြီးကပျော်စရာအတိဖြစ်နေတယ်လို့ခံစားမိနေတဲ့အထိ Tom က fall in love သွားပြီဖြစ်ပါတယ်259ရက်မြောက်နေ့မှာ Tom တို့ဘာမှတစ်ခုမှထိုင်နေတော့တယောက်ကဆမ်မာကိုလာကြောင်ပါတယ် Tom ရှိနေရတဲ့မျက်နှာပြောင်တိုက်တဲ့အပြင်ဆမ်မာကစိတ်ဝင်စားဘူးလို့ညင်တော့တစ်ဖက်လူကဘာလို့ဒီလိုကောင်မျိုးကိုရီးစားတော်ထားတာလဲလို့ပြောပါတယ် Tom လည်းအဲ့ဒီစကားကြောင့်ဒေါသထွက်ပြီးထားထိုးလိုက်ပါတယ်သူကတစ်ချက်ပဲထိုးလိုက်ရပါမယ်သူ့ကိုတစ်ချက်မကပြန်ထိုးလိုက်တာကြောင့်ရိုင်ထိုးနဲ့အိမ်ပြန်လာလိုက်ရပါတယ်သူ့ဘက်ကကြည့်ရင်မှားတယ်လို့မပြောသားတာတောင်ဆမ်မာကတော့စိတ်လိုပြီးကူးလို့ထားလို့တာကိုအပြစ်မြင်နေပါတယ်သူ့အတွက်ဆိုရင်တော့ Tom ရဲ့ဒီလိုလုပ်ရက်ကိုမကြိုက်တာကြောင့် Tom ကလည်းပူဒေါသထွက်ပြီးရန်ဖြစ်ကြပါတယ်ဆမ်မာကသူတို့ဟာတငယ်ချင်းတွေမို့ဒီလိုလုပ်เสียမလို့ဘူးလို့ပြောတော့ Tom ကအသေးခိုက်သွားရပါတယ်သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုဆမ်မာတယောက်တည်းနာမည်တက်နေတာကိုလက်မခံနိုင်ပဲ Tom ကတော့သူတို့နှစ်ယောက်ကရီးစားတွေလို့ပြက်ပြက်သားသားခံယူထားပါတယ်ဆမ်မာကရီးစားလို့သဘောမထားနိုင်တာကိုလည်းစိတ်ဆိုးပြီးပြန်သွားပါတယ်အဲ့ညမှာနှစ်ယောက်လုံးမအိမ်နိုင်ကြပဲတယောက်ဖုန်းကိုတယောက်ဆောင်နေပါတယ်ညလေလောက်ကြတော့ဆမ်မာကသူ့မားတယ်လို့ထင်တဲ့အတွက် Tom ကိုလက်တောင်းမှန်လို့ပြန်ပြေးလဲသွားပါတယ်282ရက်မြောက်နေ့မှာအိမ်အောင်ပရိဘောကဆိုင်ကိုအတူသွားကြပါတယ်ဆမ်မာက Tom ရဲ့လက်ကိုကင်လိုက်ပြီး Tom နဲ့အတူရှိနေတာကပြောဖို့ကောင်းတယ်လို့ပြောပါတယ်ဒါပေမဲ့သူ့ဘက်ကအတီးကြီးမတွဲကျင်လို့ဒီလိုမျိုးဆက်ဆံရေးကိုအဆင်ပြေရလားလို့မေးပါတယ်Tom ကလည်းအဆင်ပြေချောင်းပြောတာကြောင့်နှစ်ယောက်ရဲ့ဆက်ဆံရေးကဘာနာမည်မှမရှိပဲပျော်ပျော်ပါးပါးရှေ့ဆက်နိုင်ခဲ့ပါတယ်ရက်290မြောက်မှာတော့ရုပ်ရှင်အစားမှာပါတဲ့အတိုင်းဆမ်မာကဒီလိုဟိုမရောက်ဒီမရောက်ဆက်ဆံရေးကိုအဆုံးသတ်ချင်တယ်လို့ကောက်ခိုင်ငင်ကပြောလာပါတယ်ချက်ချင်းကြီးတာမန်တကယ်ချင်းပဲလှုပ်ကြရအောင်ဆိုတဲ့စကားကြောင့်အသေးခွဲပြီးပကံနေခွဲနေတဲ့ Tom ကို Rachel ကနှစ်သိမ့်ပေးနေရပါတယ်303ရက်မြောက်နေ့မှာတော့ပျော်ရွှင်မှုတွေအားလုံးပျောက်ဆုံးသွားပါတယ်အကြောင်းကတော့ဆမ်မာကသူ့ကိုဖျက်သွားတဲ့အပြင်အလုပ်ပါထွက်သွားလို့ဖြစ်ပါတယ်Tom ကစာရီဇက်တိုက်ပို့နေပေမဲ့ဆမ်မာကတော့ Tom ကိုတငယ်ချင်းတွေဖြစ်နိုင်မှသူ့ကိုဆက်သွဲဖို့ပြောပါတယ်ဆမ်မာနဲ့တွေ့ပြီး141ရက်မြောက်နေ့မှာအတူတူရုပ်ရှင်ကြည့်ရင်ပျော်ရွှင်ခဲ့ရပေမဲ့314ရက်မှာတော့တယောက်တည်းရုပ်ရှင်ရုံထဲမှာအသက်ကွယ်နေရပါတယ်321ရက်မြောက်နေ့အထိပြန်ပြီးနလန်မထူနိုင်သေးတဲ့ Tom ကအမျက်မှိုင်တွေဝမ်းနေပါတယ်ချစ်တဲ့လက်ဆောင်ပို့စကတ်တွေမှာလည်းရီးသားကိုဆဲတဲ့စာသားတွေရေးထားပါတယ်အဲ့ဒါကြောင့်အလို့ရှင်ကအချစ်ကတ်တွေမှာစာမရေးခိုင်းတော့ပဲဝမ်းနေပြီးစုပ်ပြတ်နေတဲ့ Tom နဲ့လိုက်ဖက်မဲ့နာရေးကတ်တွေမှာစာရေးဖို့တာဝန်ပြောင်းပေးလိုက်ပါတယ်ဆမ်မာနဲ့အဆင်ပြေနေတော့ကဆို Tom ကသူတာဝန်ယူထားတဲ့အချစ်ကတ်တွေအပြင်ဂုံပြူကတ်ဘာသာရေးကတ်နဲ့အားလိုက်ရဲ့အတွက်လက်ဆောင်ကတ်တွေလိုလိုင်းမောင်းဆောင်မှာအကြံဉာဏ်တွေလိုက်ပေးနိုင်လောက်တဲ့အထိစိတ်ကူးစိတ်သန်းတွေကိုမြူနေတတ်ပါတယ်ခုချိန်မှာတော့အာဝါဒဖြစ်နေပြီး322ရက်မြောက်မှာ Tom ကဆမ်မာကိုလွမ်းလွန်းလို့မုန်းလာပါတယ်ဆမ်မာရဲ့ကြီးကပ်နေတဲ့သွားပုံတုံးစတိုင်နဲ့သပင်ပုံမကြပန်းမကြချက်တော့လေဘင်းနာကပိုးဟက်နဲ့တူတဲ့အမှတ်စကားမပြောခင်နှက်ခမ်းကိုရှာကြီးနဲ့တက်တာရွံစရာရှိတဲ့တွေအကုန်လုံးကို Tom ကမှုံပါတယ်345ရက်မြောက်နေ့မှာတငယ်ချင်းတွေက Tom ကို blind date ဖို့စီစဉ်ပေးပေမဲ့ Tom ကတော့အဲ့ဒီကောင်မလေးကိုဆမ်မာနဲ့ပတ်သက်သမျှပဲရှင်ဖွင့်နေပါတယ်တစ်ဖက်မှာဆမ်မာကိုမေးပြလိုက်ခြင်းပေမဲ့တခြားတစ်ဖက်မှာလည်းဆမ်မာကလွှဲရင်တလောကလုံးမှာရှိနေတဲ့ဘသူကမှသူ့ကိုပျော်ရွှင်အောင်မလုပ်ပေးနိုင်ဘူးလို့ပဲခံစားနေရပါတယ်402ရက်မြောက်နေ့မှာတော့ရုံးကအတီးတယောက်ရဲ့မင်္ဂလာပွဲကိုသွားရင်ရထားပေါ်မှာဆမ်မာနဲ့ပြန်တွေ့ပါတယ်မသိချင်အောင်ဆောင်မိနေပေမဲ့ဆမ်မာကလာနှုတ်ဆက်တော့စိတ်မထိန်နိုင်ပဲပြန်စကားပြောပြပါတယ်တာเจ้าမเจ้าကနေအတိတ်အကြောင်းတွေစီရောက်တော့ဖြစ်ခဲ့သမျှကိုမေးသွားပြီး Tom ကအရင်အချိန်တွေလိုပြန်ပျော်ရွှင်လာပါတယ်မင်္ဂလာဆောင်မှာလဲဆမ်မာနဲ့အတူတွဲကရင် Tom ရဲ့စိတ်တွေကအရင်အချိန်တွေကိုပြန်ရောက်သွားပါတယ်ဆမ်မာကဒီအပတ်သူ့အိမ်ခေါင်မိုးတန်းမှာလုံမဲ့ပါတီကိုဖိတ်တော့ Tom ကချက်ချင်းလက်ခံလိုက်ပါတယ်အဲ့ဒီမှာဆမ်မာရဲ့ပါတီကိုစိတ်ကူးရရှင်ပြီးတက်တက်ကြွကြွသွားပါတယ်မျောလင့်ထားတာကဆမ်မာကအနမ်းနဲ့စီကြိုဖို့ဖြစ်ပေမဲ့တကယ်လက်တွေ့မှာတော့ဆမ်မာကဒီတိုင်းပဲတကားဖွင့်ပေးလိုက်ပါတယ်သူပေးတဲ့လက်ဆောင်ကိုဆမ်မာကသဘောကျလွန်းလို့သူ့ကိုဖတ်လိုက်ဖို့မျှော်လင့်ထားပေမဲ့ဆမ်မာကကျေးဇူးတင်ကြောင်းပြောပြီးပဲလက်ခံလိုက်ပါတယ်နှစ်ယောက်တည်းအေးအေးဆေးဆေးတွေပြောနေဖို့မျှော်လင့်ထားပေမဲ့ဆမ်မာနဲ့စကားပြောတာထက်သူ့အသည့်တွေမေးတဲ့မေးခွန်းကိုပဲဖြေနေရပါတယ်အတွေးထဲမှာနှစ်ယောက်တည်းအချိန်တွေဖြုံးနေပေမဲ့တကယ်လက်တွေ့မှာတော့ဆမ်မာကတခြားလူတွေကိုလိုက်နှုတ်ဆက်နေပါတယ်
နှစ်ယောက်ပြန်အဆင်ပြေသွားမယ်လို့မျှော်လင့်ခဲ့ပေမဲ့အမှတ်မထင်ဆမ်မာရဲ့လက်မှာစေးဆက်လက်စုပ်ကိုတွေးလိုက်ရချိန်မှာတော့ထုံကကဘာပြတ်တယ်လို့ခန်းစားလိုက်ရပြီးအမြန်ပြန်ထွက်လာခဲ့ပါတယ်ဆမ်မာကိုဘရောမှမပိုင်ဆိုင်ရတော့မှတီးလိုက်ရချိန်မှာထုံကရှင်တန်ရတာတော့အဆင်မပြေတော့ပဲနိုးထလာတဲ့မနက်ခင်းတိုင်းကအထိပ္ပယ်မဲ့နေပါတယ်အိတ်လိုက်အရက်တောက်လိုက်ပြန်အိတ်လိုက်နဲ့442ရက်မြောက်နေမှာတော့အလုတ်ကိုစုပ်ပြတ်နေတဲ့ပုံစံနဲ့ရှောက်လာပါတယ်နောက်ထပ်ထုံးမဲ့လက်ဆောင်ကတ်အတွက်အစည်းအဝေးမှာ boss က Tom C ကအကြံဉာဏ်တောင်းတော့ Tom ကလက်ဆောင်ကတ်တွေကိုအပြစ်ထားပြောပါတယ်။အဲ့ဒီကတ်တွေမှာရေးထားတဲ့စာတွေကြောင့်လူတွေပိုခံစားနေရတာလို့ပြောပါတယ်။လက်ဆောင်ကတ်တွေရုပ်ရှင်တွေနဲ့ pop သချင်းတွေအကုန်လုံးကအလိမ်အညာတွေပဲလို့ပြောပြီးအလုပ်ထွက်သွားပါတယ်။စိတ်တွေလေးနေပြီးဆမ်မာကိုပဲအမြဲတမ်းရနေတဲ့ Tom ကို Rachel ကအကြံတစ်ခုပေးပါတယ်။ Tom ကဆမ်မာနဲ့ပတ်သက်ပြီးကောင်းတဲ့မှတ်ဉာဏ်တွေကိုပဲတွေးနေလို့ပိုခံစားနေရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်နောက်တစ်ခါသူ့အကြောင်းစဉ်းစားမယ်ဆိုရင်အရှိကိုအရှိတိုင်းစဉ်းစားဖို့အကြံပေးလိုက်ပါတယ်။ထုံကလည်းသူ့ညီမပြောလို့သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေရောအမှတ်တမဲ့အစင်မပြေမှုတွေကိုပါပြန်တွေးမိသွားပါတယ်။ထုံကသာချစ်စိတ်ကြောင့်ပျော်စရာတွေကိုပဲမှတ်မိနေပေမဲ့လက်တွေ့မှာဆမ်မာကသူနဲ့အတူရှိလို့မပျော်ခြင်းတွေသူ့ကိုစိတ်ဝင်စားတဲ့အချိန်တွေအများကြီးရှိခဲ့ပါတယ်။ထုံတို့လက်ခွဲခဲ့ကြတဲ့290မြောက်နေတုန်းကဆမ်မာနဲ့ထုံတို့ရုပ်ရှင်သွားကြည့်ကြပါတယ်။ရုပ်ရှင်ကိုကြည့်ရင်ဝမ်းနည်းနေတဲ့ဆမ်မာရဲ့ပုံစံကထူးဆန်းနေပြီးထုံပြောတာတွေကိုစိတ်ဝင်စားတဲ့အမူအရာမပြသလိုအိမ်ကိုပဲပြန်ချင်နေပါတယ်။ထုံကစူးစမ်းပန်းစားလိုက်ခေါ်ပြီးပန်းကိတ်သွားစားကြတဲ့အချိန်မှာပဲဆမ်မာကသူတို့ပြောနေတာအထိပ္ပယ်မရှိဘူးဆိုပြီးလမ်းခွဲစကားပြောပါတယ်။လက်ရှိအချိန်မှာတော့အသေးလဲကွက်အလုံးလဲထွက်လိုက်တဲ့ထုံကဘီတုကာထဲမှာစိတ်ရောကိုယ်ပါနှစ်ထားပါတယ်။ရက်ပေါင်း20ကြာပြီးမှထုံကစူးစမ်းမှုဝင်နေရဆဲဖြစ်ပေမဲ့ဆမ်မာကသူတကယ်ချစ်ရတဲ့သူနဲ့လက်ထပ်သွားပါတယ်။ဆမ်မာနဲ့တွေ့ပြီး488ရက်မြောက်နေ့မှာတော့သူနဲ့အတူသွားဘူးတဲ့သူ့အကြိုက်ဆုံး view နေရာမှာတယောက်တည်းသွားထိုင်နေပါတယ်။အဲ့ချိန်မှာပဲသူ့စီကိုဆမ်မာရောက်လာပါတယ်။တစုံတယောက်ရဲ့ရည်စားမဖြစ်ချင်ဘူးဆိုတဲ့သူကအခုတော့တစုံတယောက်ရဲ့ဇနီးတော်ဖြစ်နေတာကိုထုံကအခုထိနားမလည်နိုင်ဖြစ်နေပါတယ်။ဆမ်မာကထုံနဲ့ဘယ်တော့မှမသေးကြခဲ့တဲ့အရာတွေဟာအခုတယောက်နဲ့ကြမှအကုန်သေးချသွားပါတယ်။ဒီတယောက်နဲ့တွေ့ပြီးထုံပြောခဲ့မှုတဲ့အချစ်ဆိုတာကိုနားလည်သွားတာဖြစ်ပါတယ်။အချစ်တို့ဖူးစာရှင်တို့နဲ့ပတ်သက်လို့ထုံပြောခဲ့သမျှအရာတွေအားလုံးကအမှန်တွေပဲလို့ဆမ်မာကလက်ခံနိုင်သွားပါတယ်။ထုံမခဲ့တဲ့တခုတည်းသောအရာကတော့ဆမ်မာကိုသူ့ဖူးစာရှင်လို့ထင်ခဲ့တာဖြစ်ပါတယ်။သူ့ကိုမချစ်ခဲ့တဲ့ဆမ်မာကိုအယမ်းမျှော်လင့်မိခဲ့လို့ခံစားခဲ့ရတာတွေအတွက်ဆမ်မာကထုံကိုအဆင်ပြေစေချင်ပါတယ်။ထုံကလည်းဆမ်မာကိုလက်ကျန်အချိန်တွေမှာအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နေ့ရက်တွေကုန်လွန်ပြီးရက်90မြောက်မှာတော့ထုံကဘီတုကပညာရှင်အဖြစ်အလုပ်သွားလျှောက်ရင်သူ့လိုပဲအလုပ်လာလျှောက်တဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ပါတယ်။သူကထုံနဲ့အကြိုက်တူပြီးဒီမျိုးထဲမှာထုံအကြိုက်ဆုံး view ကသူ့အကြိုက်ဆုံးလည်းဖြစ်ပါတယ်။အဲ့ဒီနေရာမှာပဲထုံကိုခဏခဏမြင်မှုတယ်လို့မိန်းကလေးကပြောပါတယ်။ထုံကအင်တာဗျူးဖြေပြီးရင်ကော်ဖီတောက်ဖို့ချိန်တော့သူကလည်းလက်ခံပါတယ်။သူ့နာမည်ကတော့ Autumn ဖြစ်ပါတယ်။အဲ့လိုနဲ့ပဲဆမ်မာနဲ့ပတ်သက်တဲ့ရက်ပေါင်း900ကုန်ဆုံးသွားချိန်မှာထုံစီကိုစောင်းဦးကရှောက်လို့လာခဲ့ပါတယ်။